မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုအကြောင်းအရာလေးကတော့ကျွန်တော်တို့ကနန်းသုံးလုံးပေါင်းရှင်းပရိတ်ငါးလုံးကိုပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ဒီခဲ့တဲ့20နဲ့3ချိန်မှာဆိုရင်ပရိတ်နီးတစ်မျိုးပဲပြပေးထားတာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့နောက်ထပ်ပရိတ်ငါးလုံးနောက်ထပ်နီးတစ်မျိုးကိုလည်းကျွန်တော်ထပ်ပြီးတော့သင်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးအနေနဲ့ကျွန်တော်ဒီမှာနံပါတ်20နဲ့တိကနေစပြီးပြပေးထားတာဖြစ်ပါတယ်9-3-6ခွန်ပရိတ်ဖြစ်ပါတယ်ဗောနော်နေ့တုံညာ9ဆိုတဲ့အတွက်နေ့ရက်3ညရက်9ရက်ကနန်း3လုံးပေါင်းရှင်းဒီပရိတ်ဖြစ်ပါတယ်နံပါတ်20နဲ့တင်မှာ3-5ခွန်3ညဒီပရိတ်ဆိုပြီးဖြစ်ပါတယ်ခွန်9ဆိုတဲ့အတွက်ကနန်း3လုံးပေါင်းရှင်းက3ပရိတ်ဖြစ်ပါတယ်ခင်ဗျာခွန်3ညမှာဆိုရင်9ပရိတ်3ခွန်မှာဆိုရင်9ပရိတ်ဖြစ်ပါတယ်နောက်တစ်ချိန်8-9လေးမှာဆိုရင်ဒီပရိတ်ဖြစ်ပါတယ်9-6-3မှာဆိုရင်4ပရိတ်6-8ခွန်မှာဒီပရိတ်နေ့ခွန်မှာဆိုရင်ဒီပရိတ်ဖြစ်ပါတယ်3-8မှာ9ပရိတ်ဖြစ်ပါတယ်ခင်ဗျာ3-3-9မှာဆိုရင်ကနန်း3လုံးပေါင်းရှင်း7ပရိတ်ဖြစ်ပါတယ်ပေါ့နော်ဒီ3-5နေ့မှာဆိုရင်3ညပရိတ်ဖြစ်ပါတယ်3-9နေ့မှာ4ပရိတ်ဖြစ်ပါတယ်ခင်ဗျာနေ့4ရှောင်းမှာဆိုရင်နေ့ပရိတ်3နေ့လေးမှာ9ပရိတ်ပေါ့နော်8-5နေ့ကနန်း3လုံးပေါင်းရှင်း5ပရိတ်ဖြစ်ပါတယ်8ရှောင်း5မှာ9ပရိတ်ဖြစ်ပါတယ်3-5ရှောင်းမှာဆိုရင်လည်း4ပရိတ်ဖြစ်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီဘက်မှာဆိုရင်ဒီ6-4ရှောင်းကနန်း3လုံးပေါင်းရှင်းက16ပရိတ်ဖြစ်ပါတယ်ခင်ဗျာ9ခွန်8ပေါ့နော်ကနန်း3လုံးပေါင်းရှင်း4ပရိတ်6-9ရှောင်းမှာဆိုရင်ဒီပရိတ်8-9မှာ5ပရိတ်4-5မှာဆိုရင်3ညပရိတ်နေ့5နေ့မှာ9ပရိတ်3ညနေ့4ခွန်8ပရိတ်ဆိုပြီးဖြစ်ပါတယ်နေ့5နေ့ပြီးတော့နောက်ထပ်တစ်ချိန်မှာ8-9-5ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီဝေး8-9ပေါင်း19ခွန်နဲ့5ပေါင်းရှင်း20နဲ့နေ့ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာနေ့ပရိတ်ဖြစ်ပါတယ်ခင်ဗျာ9-5ကနန်း3လုံးပေါင်းရှင်းက20နဲ့နေ့ပရိတ်ဖြစ်ပါတယ်နံပါတ်40နဲ့3ချိန်ထိရှိသွားခဲ့ပြီဖြစ်ပါတယ်နံပါတ်40နဲ့20နဲ့4ချိန်အတွက်ကျွန်တော်ပရိတ်နီးနံပါတ်1ကိုစပြီးတော့လေ့လာကြည့်အောင်ပါနော်โอเคကျွန်တော်သူရဲ့နည်းလေးကိုတစ်ချက်ကြည့်အောင်ပါနော်โอเคသူရဲ့နည်းလေးကိုကျွန်တော်ဒီ8-9-8ကနေစပြီးပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီ8-9-8တင်လေး5ကနေပေါ့နော်โอเคဒီမှာဆိုရင်3ကို5နဲ့မြောက်ထားတာဖြစ်တဲ့အတွက်တော့ကျွန်တော်15ရမှာဖြစ်ပါတယ်ပေါ့နော်3-5ဒီ15ဖြစ်ပါတယ်နောက်ထပ်ဒီ4နဲ့ဒီ5နဲ့ပေါင်းရှင်းက9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခု8နဲ့9ပေါင်းတာက19ဆိုပြီးဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုဒီ4-3ချိန်ပေါင်းတာဒီ7ဆိုပြီးဖြစ်ပါတယ်ဒီတိက3ချိန်ပေါင်းရှင်းဒီ3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကဒီ9-4နဲ့မြောက်ထားတာဖြစ်ပါတယ်ပေါ့နော်ဒီ9-4ဒီ30နဲ့6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ပေါင်းရကဒီမှာဆိုရင်90နဲ့2ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ပေါင်းရှင်း90နဲ့2ဆိုပြီးရတာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်အဲ့မှာ2ပေါ့နော်90နေရတာကိုကျွန်တော်ဒီအနောက်က2ပေးယူမှာဖြစ်ပါတယ်ဆိုရင်အဲ့ဒီ2ကို2နဲ့ထပ်ပေါင်းတာဆိုရင်4ဖြစ်ပါတယ်ပေါ့နော်4ကို2ပေါင်းရှင်း6ကိုကြောင်းမှာ3နဲ့ပေါင်းရှင်း9 10နေ့4 6 9 3ညပရိမှာဆိုရင်တင်းလေး5ဆိုပြီးဖြစ်ပါတယ်တင်းလေး5ဒါကြောင့်မို့အဲ့မှာတင်းနဲ့4ပေါင်း5နဲ့ပေါင်းရင်10 3ညပရိဖြစ်ပါတယ်ဒါကြောင့်မို့နေ့4 6 9 3ညပရိမှာတင်းလေး5ဒီဟာဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ကျွန်တော်13589ပရိဆိုတာလေးကိုဆက်ပြီးကြည့်အောင်ပါခင်ဗျာโอเคကျွန်တော်ဒီအပေါ်ကနေတယ်ပဲပေါ့နော်ဒီမှာ4-5ဒီက20ရမှာဖြစ်ပါတယ်4-5ဒီ20ပေါ့နော်9နဲ့10နဲ့ပေါင်းတာက73တင်းနဲ့ဒီ4နဲ့ပေါင်းရှင်းက9ဖြစ်ပါတယ်နောက်တစ်ခုဒီ3ည3ချိန်3ညပေါ့နော်3ကတစ်ချိန်9နဲ့ချိန်ပေါင်းတာက18ဖြစ်ပါတယ်3-4ဒီ7ဆိုတဲ့အတွက်ပေါင်းရှင်း80နဲ့1ရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်81ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီ1ကိုအပေါ်လိုမျိုးပဲတင်းနဲ့2ပေါင်းရှင်း3ကို2ပေါင်းတာ9ကို3နဲ့ပေါင်းတာ81ပေါင်းတာ9 1-3-5-8-9ပရိမှာဆိုရင်နေ့9နေ့ဖြစ်ပါတယ်ခင်ဗျာဆိုတော့အဲ့မှာနေ့နဲ့2ပေါင်းတာ4နဲ့5နဲ့ပေါင်းရှင်းက9ပရိဖြစ်ပါတယ်ပေါ့နော်ဆိုတော့
13589မှာနေငါဒီဟာဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်3ညနှစ်4ခွန်8ဆိုတာလေးကိုဆက်ပြီးကြည့်အောင်လားခင်ဗျာဒီကအပေါ်ကအနီးအတိုင်းပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ5လေးဒီ20ဖြစ်ပါတယ်အခုရှောင်းတဲ့တစ်ပေါင်းတာက9ဖြစ်ပါတယ်အနည်းနဲ့9နဲ့ပေါင်းရှင်းကလည်း9ပေါ့နော်3ချိန်ပေါင်းတာဒီ15ဖြစ်ပါတယ်ပြီးရင်9ချိန်14တင်းနဲ့ပေါင်းတာ15ပေါ့နော်အခု6လေးတွေက30နဲ့6ဆိုတဲ့အတွက်ပေါင်းရှင်းက100ရတယ်ပေါ့နော်ပေါင်းရှင်းက100ဖြစ်တဲ့အတွက်ကျွန်တော်တို့3ညကိုနည်းနဲ့ပေါင်းရှင်းဒီနေ့ကိုနည်းနဲ့ပေါင်းတာ4ကို3နဲ့ပေါင်းတာခွန်ကိုတည်တူတာ8 3ညနည်းလေးခွန်8မှာကျွန်တော်895ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့8နဲ့9ပေါင်း10ခွန်9နဲ့9ပေါင်း20နဲ့2ဆိုတဲ့အတွက်ဒီမှာနေပရိဖြစ်ပါတယ်3ညနည်းလေးခွန်8မှာ895ဒီဟာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်နောက်ထပ်တစ်ကြိမ်ဒီ20နဲ့4ကြိမ်မှာကြတော့ကျွန်တော်ဒီခွန်5လီပေါ့နော်ခွန်5လီက30နဲ့5ဆိုပြီးဖြစ်ပါတယ်ခွန်5လီ35ပေါ့နော်6နဲ့3နဲ့ပေါင်းရှင်းက9 8နဲ့9ပေါင်းတာက10ခွန်ဆိုပြီးဖြစ်ပါတယ်နောက်တစ်ခု3ကြိမ်ပေါင်းတာက9ဖြစ်မယ်ပေါ့နော်3လီ9နောက်တစ်ခုဒီ4နဲ့ကြိမ်ပေါင်းတာက8ဒီ4ကြိမ်ဆိုတော့4လီ16ပေါ့နော်ပေါင်းရှင်းက90နဲ့4ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့94ရာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ4ပေါ့နော်4ကိုနည်းနဲ့ပေါင်းရှင်းဒီ6ကိုနည်းနဲ့ပေါင်းရှင်း8နဲ့3ပေါင်းတာ7စနစ်4ရှောက်ရှိတင်းနေပရိစုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်တော့ကျွန်တော်တို့နံပါတ်44မှာ4ရှောက်ရှိတင်းနေပရိစုပြီးဖြစ်ပါတယ်4ရှောက်ရှိတင်းနေပရိဖြစ်ပါတယ်ခင်ဗျာโอเคဒါကကျွန်တော်တို့ပရိနီးနံပါတ်1ဖြစ်ပါတယ်နောက်ထပ်ပရိနီးနံပါတ်2ကိုလည်းတစ်ချက်ဆက်ပြီးတော့လေ့လာကြည့်အောင်ပါခင်ဗျာဒါလေးကတော့ကျွန်တော်ကနန်း3လုံးပေါင်းရှင်းပရိနောက်ထပ်နီးအတစ်တစ်မျိုးဖြစ်ပါတယ်ပေါ့နော်နံပါတ်20 21 22ကနေစပြီးပြပြီးတော့မှာဖြစ်ပါတယ်ပင်ရှိပရိဖြစ်ပါတယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်နှစ်တုံညာ9ဆိုတဲ့အတွက်ကနန်း3လုံးပေါင်းရှင်းဒီ17ဆိုတဲ့အတွက်ဒီမှာဒီပရိဖြစ်ပါတယ်ခင်ဗျာခွန်နဲ့ခွန်ပေါင်း14နဲ့9ပေါင်းရှင်းက73ဆိုတဲ့အတွက်ဒီမှာ3ပရိဖြစ်ပါတယ်ဒီ4 5 6ခွန်ပရိထက်က900ဆိုတဲ့အတွက်ပေါင်းရှင်း9ပရိဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်3ခွန်ပေါ့နော်3ခွန်ဆိုတဲ့အတွက်ကနန်း3လုံးပေါင်းရှင်း19ပရိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်8 9လေးရှင်းနဲ့9ပေါင်းတာ19ခွန်နဲ့4ပေါင်းတာဒီပရိဖြစ်ပါတယ်ပေါ့နော်โอเคနောက်ထပ်နံပါတ်20နဲ့က963မှာဆိုရင်ကျွန်တော်ပေါင်းရှင်းက4ပရိဖြစ်ပါတယ်ဒီ68ခွန်မှာတော့ကနန်း3လုံးပေါင်းရှင်းဒီ20နဲ့ဒီပရိဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုနိခွန်မှာလည်းကျွန်တော်ခွန်တော်များတင်းနေတုံးထက်ကကနန်း3လုံးပေါင်းရှင်းဒီပရိဖြစ်ပါတယ်ခင်ဗျာဒီ388မှာဆိုရင်ကနန်း3လုံးပေါင်းရှင်းက9ပရိဆိုပြီးဖြစ်ပါတယ်388ပြီးတော့ကျွန်တော်69တုံများတင်းနေပရိဆိုပြီးဖြစ်ပါတယ်ပေါ့နော်3တုံများ9ဆိုတဲ့အတွက်ကနန်း3လုံးပေါင်းရှင်းက7နေပရိဖြစ်ပါတယ်နောက်တစ်ခု35နေမှာကနန်း3လုံးပေါင်းရှင်းက10တုံများပရိဖြစ်ပါတယ်ဒီ39နေမှာကြတော့ကျွန်တော်ကနန်း3လုံးပေါင်းရှင်းက4ပရိဖြစ်ပါတယ်ပေါ့နော်ဒီနေ့လေး6မှာကနန်း3လုံးပေါင်းရှင်းဒီ7ပရိဖြစ်ပါတယ်ဒီနံပါတ်33ဒီ3နှစ်လေးပေါ့နော်3နှစ်လေးမှာဆိုရင်ကနန်း3လုံးပေါင်းရှင်းဒီ9ပရိဖြစ်ပါတယ်ခင်ဗျာဒီ85နေမှာကြတော့ကနန်း3လုံးပေါင်းရှင်းဒီ9ပရိဖြစ်ပါတယ်15ပေါ့နော်85မှာလည်းကနန်း3လုံးပေါင်းရှင်းက9ပရိဖြစ်ပါတယ်ခင်ဗျာဒီ356မှာကြတော့ကနန်း3လုံးပေါင်းရှင်းဒီ4ပရိဖြစ်ပါတယ်4ခွန်8 9တုံညာတဲ့က4ပရိ356ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဆက်ပြီးတော့ကျွန်တော်နံပါတ်30နဲ့9 646ပေါ့နော်3 3 4 5 6ပရိဆိုပြီးဖြစ်ပါတယ်ကနန်း3လုံးပေါင်းရှင်းက16ပရိဖြစ်ပါတယ်ခင်ဗျာနောက်တော့ကျွန်တော်တို့9ခွန်8မှာကြတော့4ပရိဖြစ်ပါတယ်ပေါ့နော်ဒီ6မှာကနန်း3လုံးပေါင်းရှင်း20နဲ့ဒီပရိဖြစ်ပါတယ်နောက်ထပ်8ဖြစ်ပါတယ်8မှာတော့ကနန်း3လုံးပေါင်းရှင်းကโอเคဒီ8မှာတော့ကျွန်တော်တစ်ချိန်ပြတ်သွားခဲ့တာဖြစ်ပါတယ်နံပါတ်40မှာတစ်ချိန်ပြတ်သွားခဲ့တယ်ပေါ့နော်နောက်တစ်ခု1 4 5တစ်ချိန်မှာဆိုရင်ကနန်း3လုံးပေါင်းရှင်းက30တုံညာပရိဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခု2 5နေပေါင်းတာ4နဲ့5ပေါင်းရှင်းဒီမှာ9ပရိဖြစ်ပြီးဖြစ်ပါတယ်
ဒီရှိကိုငါမှာကြတော့ရှင်နဲ့ကိုပေါင်းစခွန်ခွန်နဲ့ငါပေါင်း20နဲ့နေ့ဆိုတဲ့အတွက်နိပရိဖြစ်ပါတယ်ပေါ့နော်နံပါတ်40နဲ့3ကျန်အထိမှာဆိုရင်ကျွန်တော်တို့ဒီရှိကိုရှိမှာတစ်ကြိမ်ပြတ်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာဒါကပရိနိအတိနောက်ထပ်တစ်မျိုးဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်နံပါတ်40နဲ့20နဲ့4ကျန်အတွက်ကျွန်တော်တို့ထပ်ပြီးတော့လေ့လာကြည့်အောင်ပါလားခင်ဗျာโอเคဒီမှာကျတော့ကျွန်တော်ဒီ3လေးဒီစနစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီ4နဲ့8နဲ့ပေါင်းတာကလည်းစနစ်ဖြစ်ပါတယ်9နဲ့8နဲ့ပေါင်းတာက19ဖြစ်ပါတယ်4 5လီက20ပေါ့နော်ပြီးရင်ဒီ9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်နဲ့3ချိန်ပေါင်းရှင်းက6တင်းနဲ့ချိန်ပေါင်းရှင်းနဲ့ဒီ6နဲ့တင်းနဲ့ပေါင်းရှင်း9ဆိုပြီးဖြစ်ပါတယ်โอเคဒါအားလုံးပေါင်းမှာဖြစ်ပါတယ်ပေါ့နော်โอเคဒါလေးကိုကျွန်တော်အားလုံးပေါင်းလိုက်တာဆိုရင်85ရတယ်ပေါ့နော်85ဖြစ်ပါတယ်ခင်ဗျာ85ဆိုတဲ့အတွက်ဒီ9ကိုမူတည်ပြီးတော့9ကို3နဲ့ပေါင်းတာ8 9 3ညတိပရိဖြစ်ပါတယ်နောက်တစ်ချိန်မှာဒီလေး9ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီလေး9အဒီကနန်း3လုံးပေါင်းရှင်းဒီ3ညပရိဖြစ်ပါတယ်30ပေါ့နော်ဒီမှာဖြစ်ပါတယ်9 8 9 3ညတင်မှာဒီလေး9 3ညပရိဖြစ်ပါတယ်နောက်ထပ်တစ်ချိန်အဲ့ဒီအပေါ်ကနေတယ်မယ်ပေါ့နော်ဒီမှာဆိုရင်လေးဒီ16ဖြစ်ပါတယ်9နဲ့တင်းနဲ့ပေါင်းရှင်းက6ဒီ4နဲ့5နဲ့ပေါင်းရှင်းက9ရှောင်း5လီဒီ30နောက်ထပ်နေ့ကတစ်ချိန်4 3ချိန်စနစ်ဖြစ်ပါတယ်8နဲ့ချိန်16ဒီနေ့နဲ့ဒီတင်းနဲ့ပေါင်းရှင်း3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကိုကျွန်တော်ထပ်ပြီးပေါင်းကြည့်မယ်ပေါ့နော်โอเคကျွန်တော်ဒီမှာပေါင်းကြည့်လိုက်တော့16 9ပေါ့နော်9 30နေ့စနစ်16 3ပေါင်းတော့90နဲ့4ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ94ပေါ့နော်94ဆိုတဲ့အတွက်ကြောင့်မို့ဒီအနောက်ကကျွန်တော်4ကိုတည်ပြီးတော့4ကို3နဲ့ပေါင်းရှင်းခွန်8 9 3ညဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာနေ9နေဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်မှာကျွန်တော်နေ9နေပေါ့နော်နေနဲ့ပေါင်းတာလေ4နဲ့9ပေါင်းရှင်း9ပြိဆိုပြီးဖြစ်ပါတယ်4ခွန်8 9 3ညမှာနေ9ဒီရဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်လည်းအဲ့ဒီနေ့တည်းပဲ6 9 3ညတင်းနေဆိုတာလေးကိုဆက်ပြီးကြည့်အောင်ပါခင်ဗျာအဲဆိုရင်ဒီမှာလေးဒီ16ဖြစ်ပါတယ်နောက်ထပ်6နဲ့နေနဲ့ပေါင်းတာ8 9နဲ့နေနဲ့ပေါင်းရှင်း9ရှောင်း9ဒီ30ဒီမှာ9ပါနော်8 3ချိန်ပေါင်းတာ20နဲ့4 3နဲ့ချိန်6 9နဲ့ဒီပေါင်းရှင်း30ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒီဟာကိုကျွန်တော်ထပ်ပေါင်းလိုက်တော့ဒီမှာဆိုရင်100နဲ့6ရတယ်ပေါ့နော်100နဲ့6ဆိုပြီးဖြစ်ပါတယ်1 3ည6ဒါကြောင့်မို့ဒီ6ကိုမူတည်ပြီးတော့6ကို3နဲ့ပေါင်းရှင်း9 30ဒီနေပရိဖြစ်ပါတယ်6 9 3ညဒီနေပရိမှာ8 9 5ဖြစ်ပါတယ်ခင်ဗျာ8နဲ့9ပေါင်း19 9နဲ့5ပေါင်းရှင်း20နဲ့နေပေါ့နော်ဆိုတော့ဒီဟာဖြစ်ပါတယ်ဒီတစ်ပတ်မှာအဲ့ဒီနေအရာဆက်ပြီး okay မယ်ဆိုရင်ပေါ့နော်ခွန်လေးဒီ20နဲ့8ဖြစ်ပါတယ်ဒီရှောင်းနဲ့8နဲ့ပေါင်းတာ14ပေါ့နော်9နဲ့5နဲ့ပေါင်းတာလေ14 4 5လီ20နဲ့တည်ဖြစ်ပါတယ်ခွန်3လီ20နဲ့တည်ဖြစ်ပါတယ်တင်းနဲ့ချိန်ပေါင်းရှင်းပြီး4နဲ့တည်နဲ့ပေါင်းရှင်း5ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီမှာဆိုရင်28 14 14 21 21 5ပေါ့နော်28 14 14 21 21 5ကနပေါင်းလိုက်ရောတိတုံညာက100နဲ့900တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ9ကိုမူတည်ပြီးတော့9ကို3နဲ့ပေါင်းတာရှိရင်8 9 3ည1ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာအဲ့ဒီနေ့အရာပေါ့နော်9 8 9 3ည1 play ဆိုပြီးဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ပရိကနှမျိုးဖြစ်တော့မယ်ပေါ့နော်ဒါကတော့ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်20နဲ့3ချိန်ကဟာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနှမျိုးစလုံးမှာဆက်ပြီး okay မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီတစ်ပတ်မှာ4 6 8တင်းနေဖြစ်ပါတယ်4 6 8တင်းနေဆိုတော့4မပါဘူးပေါ့နော်6မပါဘူး8ပါတယ်ပေါ့နော်တင်းနေဆိုတော့ဒီမှာဒီပရိပါနေပြီပေါ့နော်8ဒီပရိပူပြီးအတာတော့မှာဖြစ်ပါတယ်ပြီးခဲ့တဲ့တော့မှာတော့3များနေ4ခွန်8 3ညနေ4ခွန်8ပရိနဲ့လုံးထဲပဲပေါ့နော်3များနေဒီနေ့9နေ့တစ်ချိန်မှာလေ1 3 5 8 9 1 3 5 8 9ဆိုတော့8နဲ့9နဲ့ပရိနှစ်ခုထဲပဲပေါ့နော်ဒီလေး9မှာနေ4 6 9 3ညနေ4 6 9 3ညပရိနဲ့လုံးစီပေါ့နော်โอเคဒီတစ်ပတ်မှာလည်းကျွန်တော်ဒီ8ရန်1ရန်
ပရိနှစ်ခုဖြစ်ပါတယ်ခင်ဗျာရှစ်တိပရိပေါ့နော်โอเคအဲ့ဒီပရိငါးလုံးဒီနှမျိုးချိန်နေတဲ့မိတ်ဆွေများအတွက်အကြည့်ရွေးပြီးတော့ကျွန်တော်တို့ပြန်လည်များဝရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ရှင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ